နော်ပြောချင်တာတွေမေးချင်တာတွေမေးပြီးတော့ခေါင်းစဉ်တင်ချင်တဲ့ဟာတွေကိုမတင်ပါနဲ့လို့ပြောတယ် စေတနာမိုင် ဒီကိုတာကြီးလက်မှာကောင်မလေးရှာလိုက်တော့လို့ကိုတာကြီး အကိုအေးကောင်းမလေးရှာလိုက်တော့လို့ကိုတာကြီးကိုပြောလိုက်တယ်ယတနာမိုင် ကိုတာကြီးကပြန်ပြောလိုက်ပါတယ်တသက်လုံးပေါ့နော် လူပြိုကြီးလုံးမယ်အများချစ်အများပိုင်ပစ္စည်းလေးလို့ကိုတာကြီးပါလို့အင်တာဗျူးမှာခဏပြောပြနေပါတယ်လို့ ဆရာလေးကိုကြီးရဲ့ဆရာလေး ညီမလေးကိုလည်းကျေးဇူးရမ်းတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကပေါ့နော်ဟိုသဘောတရားပြောလို့ရှိရင်အမှုပညာရှင်လည်းမဟုတ်ဘူးဆိုတော့လည်းမဟုတ်ဘူးဆယ်လီလည်းမဟုတ်ဘူးတာမန်မိတ်သက်ဆရာပဲပေါ့နော်ဒါပေမဲ့ကျွန်တော်လှုပ်ရှားလုပ်ရတဲ့အလုပ်လေးတွေထဲမှာလုပ်တိုင်းမှာပေါ့ဘိုင်းလေးကအမြဲတမ်းပံ့ပိုးပေးတယ်ဝန်းရံပေးတယ်ကိုကြီးနဲ့ညီမလေးနဲ့ကကြတော့မောင်နှမတွေလိုဖြစ်နေအမြဲတမ်းဒီနေ့ပွဲလေးကဒါကျွန်တော်အားရှိအောင်သူမအားရကြတယ်လာအားပေးတာလာအဲ့တော့ကျေးဇူးရမ်းတင်ပါတယ်ကျေးဇူးတင်ပါတယ်ချစ်ကိုကြီးရဲ့အများနဲ့ပြောနေကြစကားတိုင်းပဲတို့တွေအသက်ကြီးတဲ့အထိတူတူနေကြမယ်တူတူနေကြမယ်ကိုကြီးအဲ့ဒါလေးတင်လိုက်တော့ခေါင်းစဉ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ချစ်ကိုကြီးရဲ့ကျေးဇူးပါမီဒီယာတွေအားလုံးလည်းကျေးဇူးတင်ပါတယ်မီဒီယာတွေအားလုံးကျေးဇူးတင်ပါတယ်မမတို့တွေရောမောင်လေးတို့ရော